sister ဖြစ်ပါတယ်ဒီနေ့ကတော့ Amazing ရဲ့တနေ့တာ professional cosplayer live ကိုဘယ်လိုမျိုးဖြတ်သန်းမလဲဆိုတာကို share လုပ်ပြီးမှဖြစ်ပါတယ်ဒီနေ့ပွဲရဲ့နာမည်လေးကတော့ Return of the Champions ပဲဖြစ်ပါတယ်နေရာက Amazing တို့ JC Bay က Pan Pacific Hotel မှာပြုလုပ်ခဲ့တာဖြစ်ပါတယ်Amazing ရဲ့ဒီနေ့အတွက် commission ဘူးလေးကတော့ကမ္ဘောဇပေး commission ဘူးလေးပဲဖြစ်ပါတယ်ဒီဘူးလေးမှာဘာတွေ Amazing လုပ်ပေးရလဲဆိုတာကိုထပ်ပြီးတော့ပြောပြပေးပါမယ်နော်Amazing တို့ event ကိုရောက်တော့နေ့လယ်12 ဝင်ချိန်ပေါ့နော်အဲ့ဒီအချိန်မှာ content creator တွေရောတခြား audience တွေလည်းမရောက်သေးတဲ့အခါကျတော့ Amazing ဘူးမှာပဲခဏစောင့်ပါတယ်အဲ့ဒီအချိန်မှာAmazing နေ့လုပ်ပေးရမယ့်job schedule လေးပေါ့နော် audience နဲ့ဓာတ်ပုံတွဲရိုက်တာရှိမယ်ပြီးရင်ဒီဘူးအတွက် promo video ရိုက်ပေးရတာရှိပါတယ်။ cosplayer နဲ့ဓာတ်ပုံတွဲရိုက်ပြီး social media မှာ hashtag လေးနဲ့ပြင်ပြီးတော့ဆုလက်ဆောင်တွေရယူနိုင်တဲ့အခွင့်အရေးလည်းရှိပါတယ်။အဲဒီအတွက်ကို Amazing က Amazing နဲ့ဓာတ်ပုံလာရိုက်တဲ့ audience တွေကိုပြန်ပြီးတော့ရှင်းပြပေးရမှာဖြစ်ပါတယ်။ခုလိုမျိုး event photo, book photo တွေရိုက်ပြီးတဲ့အချိန်မှာတော့ YG အသင်းနဲ့လည်းအတူဓာတ်ပုံတွဲရိုက်ခဲ့ပါတယ်။ Pepsi Game ထဲမှာမြန်မာဘာသာလည်းပါနေပြီဆိုတော့ခုကတော့ YG အသင်းရဲ့အခမောင်းခတ်တဲ့ emote ကိုစင်ပေါ်မှာ sharing လေးလုပ်ပေးနေရဖြစ်ပါတယ်။ဒီပွဲမှာပြသသွားတာကတော့ YG ရဲ့ new jersey ပြီးရင် in game ထဲက YG ရဲ့ new skin ပေါ့နော်အဲ့ဒါလေးတွေကိုသူတို့launch လုပ်သွားတယ်မင်းစရာတော့ဒီ skin မှာပစိုးအစားအင်ကြီးလေးတော့တော်တော်သဘောကျတယ်မင်းစင်သဘောကျတဲ့ပုံစံလေးပေါ့နော်ပြီးလို့ရှိရင်တော့ content creator တွေအတွက် creator passport award တွေကိုပေးနေတာလည်းမင်းစင်တွေ့ကြရပါတယ်ပွဲလေးမှာကမ္ဘောဇဘူးအပြင်တခြားဘူးတွေအများကြီးလည်းပါဝင်ပါသေးတယ်။ event လာတဲ့ audience တွေနဲ့အတူတူဓာတ်ပုံတွဲရိုက်တယ်တွဲရိုက်ထားတဲ့ပုံတွေကို social media မှာတင်လို့ရှိရင်လက်ဆောင်လေးရှိရဆိုတော့လည်း Amazing ကနေတစ်စင်းပြင်ပြီးတော့အခုလိုလေး sharing လေးတခြားလုပ်ပြီးခဲ့တယ်။ alternate ပြောအောင်မယ်။အခုလာမယ့်25-26 VEC မှာလည်း Amazing ရှိအောင်မယ်နော်။ဆိုတော့ Amazing နဲ့တွေ့ချင်တဲ့ဆိုလို့ရှိရင်လည်း VEC ကိုလာနေကြဖို့တခါလေးဖိတ်ခေါ်ပါတယ်။ပတ်ချီပွဲဆိုတာနဲ့ audience တွေအကုန်လုံးသိထားတဲ့ streamer တွေ caster တွေ content creator တွေလည်းဒီပွဲမှာအများကြီးရောက်လာခဲ့ကြပါတယ်။ဒီနေ့က content video ရိုက်လိုက် photo ရိုက်လိုက်ဒါမှမဟုတ်ရင်ဒါတဲ့ audience တွေနဲ့စကားပြောလိုက်ဆိုတော့နောက်ဆုံးမှာတော့ Amazing တို့ job scope ပြီးသွားပါပြီရှေ့ရက်ထဲက Amazing အရန်မာလာရှန်ကောစားချင်နေတယ်လို့ပြောထားဒီနေ့တော့မာလာရှန်ကောကိုစားဖြစ်ခဲ့ပါပြီချီလီပေါ့မှာအပြန်မာလာရှန်ကောလေးဝင်စားရင်းနဲ့ပဲ Amazing ဒီနေ့ရဲ့ blog လေးကိုဒီမှာပဲဆုံးသတ်လိုက်ပါတယ် See you in the next vlog. I'm your little sister.